e-football မှာလောင်းမောကောင်တာကဘာဖြစ်လို့ပရိုကစားသမားတွေအတွက်အကောင်းဆုံးရွေးချယ်စရာဖြစ်နေရတာလဲခံစစ်လဲစိတ်ချရမယ်တိုက်စစ်ကလည်းတစ်လုံးဆိုတစ်လုံးဂိုးရချင်တဲ့သူတွေအတွက်အကောင်းဆုံးရွေးချယ်မှုအဖြစ်လောင်းမောကောင်တာကရှိနေပါတယ်မင်္ဂလာပါမာကိုပိုင် channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်ပါဝင်လာတဲ့ Backing Power နဲ့အတူသူ့ရဲ့လောင်းမောကောင်တာ play style အကြောင်းကိုအဓိကပြောပြပေးမှာဖြစ်ပါတယ် link at breakthrough pass b နဲ့ပါဝင်လာတဲ့ Backing Power အကြောင်းကိုမပြောခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးရင်ကျွန်တော်ရဲ့ channel အသစ်လေးကို subscribe ပြန်လည်လုပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ဒီဗီဒီယိုလေးမှာတော့ဘယ်လိုကစားကွက်တွေနဲ့ကစားကြမလဲလောင်းမောကောင်တာကဘယ်လိုအလုပ်လုပ်လဲဆိုတဲ့အားလေးကိုကျွန်တော်အသေးစိတ်ပြောပြပေးမှာဖြစ်ပါတယ်လောင်းမောကောင်တာကဘယ်သူတွေအတွက်လဲခန်းစစ်အားနဲ့ပြီးတော့ဂိုးခဏခဏပေးခံရတဲ့သူတွေပြိုင်ဘက်ကစပီကောင်းတဲ့ဘာပေတို့လိုကစားသမားတွေကြော်ပြတ်ခံရတာခဏခဏခံရတဲ့သူတွေမိမိတိုက်စစ်မှာစပီကောင်းပြီးတော့ပြေးထွက်တတ်တဲ့ကစားသမားတွေကိုပိုင်ဆိုင်ထားတဲ့သူတွေအတွက်လောင်းမောကောင်တာကအကောင်းဆုံးရွေးချယ်စရာ play style တစ်ခုဖြစ်ပါတယ်။လောင်းမောကောင်တာဆိုတာကတော့ခန်းစစ်တန်းကနောက်ဆုတ်ပြီးကစားတာကြောင့်လောင်းမောတွေ through pass တွေနဲ့ကိုယ့်ဘက်ကိုအတိုက်ခံရဖို့ခဲရင်ပါတယ်။ brother တို့အများစုဒီကွတ်ကောင်တာမှာခံရတဲ့ကျွန်တော်တို့ဒီ defensive line မစော့တဲ့အတွက်ကွတ်ကောင်တာတွေကရှေ့ထိတက်ဖြတ်တဲ့အတွက်ကျွန်တော်တို့ကွတ်ကောင်တာမှာနောက်တွေပေါက်ကြတယ်ကျွန်တော်တို့ highline တစ်ဖက်အနေဆော့တဲ့အတွက်တော်တော်များများလဲဒုက္ခရောက်ကြတယ်ပေါ့နော်ဒါတွေကလောင်းမိုးကောင်တာမှာအနှဲငယ်တက်တာပါတယ်ဒါကကွတ်ကောင်တာကိုမကောင်းဘူးပြောတာမဟုတ်ဘူးเนาะဒါကရှင်းပြတာပေါ့နော်ကွတ်ကောင်တာအတွက်တင်တဲ့အခါကျရင်လေကွတ်ကောင်တာရဲ့ကောင်းကွက်တွေကွတ်ကောင်တာရဲ့ဒီအသုံးဝင်ပုံတွေအကြောင်းပြောပြမယ်ပေါ့နော်နောက်ထပ်လောင်းမိုးကောင်တာကကျွန်တော်တို့ဘောလုံးရတာနဲ့ forward တွေကတစ်ဖက်ကူးရှည်ကိုအတင်းပြေးတက်ကြတယ်ပေါ့နော်ကောင်တာလောက်ရတာတိတိတတ်တာကိုကောင်းတယ်ဗျာဆိုတော့ဒီနေရာမှာတော့ကျွန်တော်တို့ကလောင်းမောကောင်တာရဲ့အသုံးပြုပုံလေးကိုဆက်ပြီးပြောပြပေးမှာဖြစ်ပါတယ်။နောက်တန်းကစားသမားတွေကနေကျွန်တော်တို့စကြရအောင်ဗျာ။ကျွန်တော်တို့ဒီဗီဒီယိုက Backing Power ကိုအဓိက focus ထားတယ်ဆိုပေမဲ့လောင်းမောကောင်တာအကြောင်းလည်းပါတယ်ပေါ့နော်။ဒီကျွန်တော်လောင်းမောကောင်တာမှာ respect ပေးရတဲ့နီးပြ2ယောက်ရှိတယ်ဗျာ။အဲ့ဒါကကာဘယ်လိုနဲ့ဒဟေးချန်ပဲ။တကယ်လို့မှာ brother တို့မှာကာဘယ်လိုရှိနေရင်တော့ကျွန်တော်တို့ Backing Power ကိုဝယ်စရာမလိုတော့ဘူးပေါ့နော်။ပတ်စံကုန်တယ်မဝယ်နဲ့ပေါ့နော်။ပြီးတော့ကျွန်တော်နောက်ဒီဗီဒီယိုထဲမှာပြောတဲ့အချက်လက်တွေကျွန်တော် play style တွေဒီကစားကွက်တွေကလည်းဒီနီးပြ2ယောက်နဲ့ဒါမှမဟုတ်တခြားလောင်းမောကောင်တာနီးပြတွေနဲ့လည်းအတူတူပဲပေါ့နော်ဘကင်ပါဝါရဲ့ဒီ link ရဲ့အကြောင်းပေါ့နော်ဒီ link ကကျွန်တော်ကတော့ဒီ update တွေမှာအများကြီးထူးထူးဆန်းဆန်းကောင်းနေလို့မခံစားရဘူးဗျာသူ game ထဲမှာဖော်ပြထားသလိုဒါပေမဲ့သူကဒီ CMF နဲ့ဒီရှေ့တန်း CF ပေါ့နော်ဘောက်တူပေါင်းနဲ့ဂိုးဖို့ချာ advice striker တွေနဲ့ကျွန်တော်ချိတ်ဆက်ပြီးကစားမယ်ဆိုရင်ဒီဘောက်တူပေါက်ကပေးလိုက်တဲ့ဘောလုံးတွေဆိုရင်ဒီ CF တွေအတွက်ပို့ပြီးကောင်းမယ်ဆိုတဲ့သဘောပေါ့နော်4312မှာဆိုရင်ကျွန်တော်က left back နဲ့ right back တွေကို attacking သုံးတာများတယ်ပေါ့နော်ဒီကစားကွက်ရာရှေ့ကိုလည်းလိုတယ်ဒါပေမဲ့ brother တို့အနေနဲ့တစ်ဖက်ကဒီရှေ့တန်းနေကြည့်လိုက်ပေါ့နော်မြန်တဲ့ကောင်တွေပါရင်တော့ကျွန်တော်တို့ကဒီ left back ထဲ right back ထဲကတယောက်အောက်ကိုတော့ defensive လေးသုံးလို့လည်းရတယ်ဗျဆန်နာဘက်တွေကတော့ပုံမှန်အတိုင်းပဲကျွန်တော်တို့ဘေးရက်တစ်ကောင်နဲ့ destroyer တစ်ကောင်ကိုကျွန်တော်ကတော့အမြဲတမ်းသုံးတယ်ဗျကျွန်တော်ကအထူးသဖြင့်ဘေးရက်ကိုညာဘက်မှာထားလိရှိတယ်ပေါ့နော်ဒါကကျွန်တော်အားတန်တယ်လို့ထားတာပေါ့နော် destroyer ကိုတော့ဘယ်ဘက်မှာထားလိရှိတယ်ဗျဒါဆိုရင်လောင်းဘောကောင်တာရဲ့ defensive ဒီ set up ကိုဒါကျွန်တော်ထားတဲ့ပုံစံလေးပေါ့နော်တကယ်လေးစော့ကောင်းပါတယ်ဗျဒီလောင်းဘောကောင်တာရဲ့မှာနောက်တန်းတွေရဲ့အလုပ်လုပ်ပုံကိုဘရိုတို့ဒီဗီဒီယိုထဲမှာတခြားမြင်ရလိမ့်မယ်ပေါ့နော်သူတို့ကအရန်ကြီးတယောက်နဲ့တယောက်ကွာကွာဝေးဝေးလည်းမနေဘူးပြီးတော့သူတို့ဘောလုံးရတာနဲ့သူတို့ကတိုက်စစ်ကိုအမြဲတမ်းပြန်ဆနိုင်တယ်ပေါ့နော်ဒီဗီဒီယိုကိုကြည့်လိုက်ပါဘရိုတို့ဂိုးရသွားတဲ့အလုံးလည်းဒီဗီဒီယိုထဲမှာပါလိမ့်မယ်ဗျ Oh, the ball's run loose here. Pele! He's keen, determined to have his say. Well, the breakthrough hasn't come yet, Peter, but you do feel they're upping the ante here. They'll get the... Oh, he's been caught napping. He's through, now is he in? Plenty to aim at. Oh, shooting chance! ကျွန်တော်တို့ကွန်းလေအစုဖွဲ့အကြောင်းပြောမယ်ဗျာ defensive midfield ကတော့ဒီမှာအရေးကြီးဆုံးပဲဗျကောင်တာပြန်စတင်နိုင်တဲ့ pass တွေလည်းပါရမယ် defensive awareness တွေလည်းကောင်းအောင်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဆိုသုံးထားရဗျာ orchestra ပဲဖြစ်ဖြစ် anchorman ပဲဖြစ်ဖြစ်ဒါပြဿနာမဟုတ်ဘူး brother တို့အားရတဲ့သူကိုပဲသုံးဗျာဒီမှာကအဓိကကျွန်တော်သုံးထားတဲ့ကွန်းလေအစုဖွဲ့မှာက DMF ကတော်တော်လေးကောင်းတယ်ပေါ့နော် visionary ပဲလဲပါတယ် force threat လည်းပါတယ်ပေါ့နော်ဆိုတော့ဒီညာဘက်အချမ်းက CMF နေရာမှာကဒီဘောက်တူပေါင်းနဲ့ CMFဒီဘောက်တူပေါက်တစ်ယောက်နဲ့ orchestra တစ်ယောက်နဲ့ဒီလိုမျှသုံးလဲရတယ်ဒါမှမဟုတ်ဘောက်တူပေါက်2ယောက်လဲသုံးလို့ရတယ်ပေါ့နော်ကျွန်တော်ကဒီဘက်ခန်းကဘောက်တူပေါက်တော့မဟုတ်ဘူးဒါပေမဲ့ဘောက်တူပေါက်လို့စော့နိုင်လို့သုံးထားတာပေါ့နော်တကယ်လို့မှာဘယ်ဘက်ကဘောက်တူပေါက်သုံးရင်ညာဘက်မှာ orchestra သုံးညင်သုံးအဲ့လိုပေါ့နော်ကိုအားရရင်အားရတယ်လို့သုံးပေါ့ကျွန်တော်ကတော့ဒီလိုလေးသုံးထားတယ်ဗျာကျွန်တော်သုံးလို့မသုံးလို့လဲရတယ် orchestra သုံးလို့လဲရတယ်ဘက်ခန်းနေရာမှာကဒီ attacking midfield ကလည်းအရေးကြီးတယ်ဗျဒီကောင်က whole player ဖြစ်မှာကိုကောင်းမယ်လို့ကျွန်တော်ခံစားရတယ်ဗျာ
ဒီလောင်းမောကောင်တာတို့ကုတ်ကောင်တာတို့မှာ creative playmaker တွေဆိုရင်တော့ကျွန်တော်တို့ attacking midfield မှာဆိုရင်နည်းနည်းရုန်းကန်ရတာကိုကျွန်တော်စော်တိုင်းတွေ့ရတယ်ဗျဒါကြောင့်မလို့ကျွန်တော်ကတော့ whole player ကိုပဲရွေးစေချင်တယ်ဗျဒီဗီဒီယိုထဲမှာဆိုရင်ကျွန်တော်ရဲ့မှာဒီကွန်းလယ်အစုအဖွဲ့မှာလောက်အားနှုံးလေး brother ကိုတွေ့ရမယ်ဗျဒီ Ricket ကြီးကလည်း defensive midfield မှာတော်တော်လေးကိုကောင်းတယ်ကာဗာလုံနိုင်တယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုထဲမှာပါတဲ့ဂူလစ်က whole player ကတ်ပေါ့နော်ဂူလစ်ကတ်တွေအများကြီးရှိတော့ကြတချို့ကမသိပဲဖြစ်မှာဆိုလို့ဗျwhole player ဂူလစ်ပဲတုံးထားတာပါဗျကျွန်တော်ကတော့အဲ့နေရာ whole player ပဲတုံးစေချင်တယ်ဗျဒီဂိုးဆိုရင်လည်းကြည့်လိုက်ပေါ့နော်ဒါကဂူလစ်ရဲ့မှာပေးဖို့မှုတွေဒီ Ricket ရဲ့မှာစတင်ခြင်းနေနဲ့ပဲကျွန်တော်တို့ဒီဂိုးရရှိသွားတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်ကတော့ whole player နဲ့ DMF မှာကျွန်တော်တို့ defensive အဝင်းနဲ့မြင်းတဲ့ကစားသမားကိုတုံးစေချင်ပါတယ်အခါမန်းတွေ orchestra တွေတက်မှတ်မထားဘူးအဲ့နေရာကတော့ defensive အဝင်းနဲ့မြင်းတဲ့သူကိုတုံးစေခြင်းနဲ့အဓိကကတော့ whole player လည်းဖြစ်ရမယ်ပေါ့နော် AMF က Okay ကျွန်တော်တို့တိုက်စစ်အကြောင်းပြောကြမယ်ဗျာတိုက်စစ်ကတော့အများကြီးစဉ်းစားစရာမလိုဘူးပေါ့နော်ဂိုးပိုချာ advice striker တွေကိုသုံးပါကိုရမှာဗျာတယောက်ကတော့ပါရမယ်ကျွန်တော်ဒီမှာဆိုရင်ဒီမှာအမ်ဘာပေကတော့ကျွန်တော်အကြိုက်ဆုံးပဲပေါ့နော်ဒီကတ်ကတော့ဆိုတော့ဒီကျွန်တော်နောက်ထပ်အကြိုက်ဆုံးဒီဘဲတန်ဂရက်ဘေးကတ်ကိုလည်းသုံးတာရှိတယ်ဂရက်ဘေးကတော့ဒီဂိုးပိုချာမဟုတ်ပေမဲ့ပြေးထွက်တာတွေပဲကောင်းတယ်ပေါ့နော်ဒါမှမဟုတ်လေကျွန်တော်တခြား favorite ပြေးထွက်တယ်ဟိုဂိုးသွင်းကောင်းတဲ့သူတွေထားတယ်ပေါ့နော်ဒီကျွန်တော်ပြထားတဲ့ကစားသမားတွေမှာမဟုတ်ပါဘူး brother တို့ဒီမှာဘယ်သူတွေရှိသုံးလို့ရတယ် Bamstan တို့ဘာလို့လဲအကုန်သုံးလို့ရတယ်เนาะကျွန်တော်ဒီမှာရှေ့တန်းတွေအလုံးလုံးပုံကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီ Mbappe မှာ Harry နဲ့ 5D sprint skill ရအောင်ထည့်ထားတယ်เนาะဆိုတော့ကြည့်လိုက်ပါအောင်ဒါ 5D sprint skill ရဲ့အစွမ်းပဲဗျာသိလားတိုးအားရောအားတချို့ကဒီ 5D sprint skill နဲ့ပတ်သက်ပြီးတော့လေလွဲမနေတဲ့အမြင်လေးတွေများတယ်ပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီကျွန်တော် post time မှာဘာကြောင့်အကြံပေးတယ်ဆိုတာလေကျွန်တော်ဗီဒီယိုတစ်ခုတက်လုပ်ပေးအောင်ပဲဗျဒီ 5D sprint အကြောင်းပေါ့နော်ဆိုတော့ဒါကတော့ Mbappe ရဲ့ရုံးအားတိုးအားတွေကတကယ်ကိုလက်လန်နေဗျာဆိုတော့ဘာပင်မှမဟုတ်ပါဘူး brother တို့ဒီကိုပိုချာဒီကောင်းကောင်းတယောက်ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ဒီလောင်းမောကောင်တာတွေနဲ့တော်တော်လေးကိုကိုက်ညီမယ်လို့ထင်တယ်ဗျလောင်းမောကောင်တာနီးပြကောင်းကောင်းမရှိရင်တော့ဘက်ကင်ပါဝါကိုကျွန်တော်ကတော့ recommend ပေးတယ်ရှိပြီးသားသူတွေအနေနဲ့ကတော့မဝယ်နဲ့ပေါ့နော်ဒီကစားကွက်တွေကျွန်တော်ပြတဲ့ဟာတွေကအရင်လောင်းမောကောင်တာနီးပြရေးလဲအတူတူပဲပေါ့နော်သူတို့ lay-up play တာကွာသွားလိမ့်မယ်ဗျ defensive အဝင်းနဲ့ကောင်းတဲ့ defensive maybe တရားကိုသုံးပေါ့နော်ကျွန်တော်ပြထားသလိုပဲဗျဆိုတော့ကျွန်တော်ကျန်တဲ့ကစားကွက်တွေလည်းပြောပြပေးမယ်ပေါ့နော်ကျန်တဲ့ကစားကွက်တွေကတော့ကျွန်တော်အများကြီးမဆော့ရသေးဘူးတစ်ခုကို2ပွဲလောက်ပဲစမ်းဆော့ရသေးတယ်ပေါ့နော်ကျွန်တော်တို့ဒီမှာရှင်းတန်း3ယောက်ကစားကျင်တဲ့သူတွေအတွက်ကလည်းကျွန်တော်ဒီလိုလေးအကြံပေးထားတယ်ပေါ့နော် defensive fullback ဒီပြထားပေမဲ့ brother တို့အဆင်ပြေတဲ့သူပဲသုံးလို့ရပါတယ်ဗျဒီကိုယ့်ရမှာဒီဟိုကိုပိုင်ညံလေးနဲ့လည်းကွန်မြူးပြီးတော့ကိုယ့်ဘာသာကိုပြောင်းလဲတင်တာလေးပြောင်းလဲလို့ရတယ်ပေါ့နော်အဓိကကြော်ရိုးကကျွန်တော်တို့ဒီဘောက်တူဘောက်ရဲ့ whole player ရဲ့ဂိုးပိုချာရဲ့ဒီ DMF ကောင်းကောင်းတစ်ကောင်ရဲ့လိုအပ်တယ်ပေါ့နော်ဆိုတော့ဒါလည်းအတူတူပါပဲဗျဒါ crop ball ဆော့ချက်တဲ့သူတွေဆိုရင်ကျွန်တော်တို့ backhand တို့ costic တို့လည်းတုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒီကစားကွက်လေးကဒီတိုက်စစ်တော့အနှဲငယ်တော့အားနည်းလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကွင်းလင်မှာတော့ချစ်ချစ်လေးလေးပိုကောင်းတာကိုတွေ့ရလိမ့်မယ်ဗျဒီနောက်တဲ့ကစားကွက်လေးကတော့ကျွန်တော်တို့ candidate တိုက်ဆော့တတ်တဲ့သူတွေပေါ့နော် candidate တိုက်ကဆော့တာရှက်စရာမလိုပါဘူးဗျာဘာဖြစ်လဲကိုနိုင်ဖို့အတွက်ကိုအားရတယ်လို့ဆော့တာပဲဘာဖြစ်လဲနော်မတင်ပေးတာကောင်းတဲ့သူတွေအတွက်ဒီဟိုထားပြီး right မပြီးလက်မပြီးရတယ်ကျွန်တော်ဆော့လို့ရတယ်ပေါ့နော်ဆိုတော့ channel တွေကတော့ကျွန်တော်တို့အတူတူပါပဲဗျကျွန်တော်ရဲ့ review လေးကတော့ DM အဆုံးသတ်ပြီပေါ့နော် brother တို့အားလုံးကြိုက်တင်တက်တဲ့ဆိုရင်ကျွန်တော်ကို subscribe လေးတွေ like လေးတွေ comment လေးရေးခဲ့လို့ရပါတယ်ဗျကျွန်တော်နောက် video မှာပြန်လည်တွေ့ဆုံပါမယ်ဗျကျွန်တော်တို့ဒီ backing power လိုအပ်တဲ့သူတွေအနေနဲ့လည်းကျွန်တော်ရဲ့မှာ page messenger တွေ telegram တွေမှာလာရောက်ဝယ်ယူလို့ရပါတယ်ဗျကျွန်တော်နောက် video တွေမှာပြန်လည်ဆုံတွေ့ပါမယ်အားလုံး see you ပါဗျ